Hello အားလုံးပဲမင်္ဂလာပါမနေ့ကဆိုရင်တော့ကျွန်တော်ရဲ့ဒေါ်လာတရားနဲ့ဒေါ်လာ1000ရအောင် trade မဲ့ live session ကတော့ကျွန်တော်အနေနဲ့ဒီ SL ကတော့နှစ်ခုအနေနဲ့ထိသွားခဲ့တာပေါ့နော်အဲ့တော့ဒီ SL ကဘယ်လိုမျိုးပုံစံထိသွားခဲ့တယ်လဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်အဓိကmarket ကတော့ဘယ်လိုပြောမလဲကျွန်တော် trade ပုံစံပြောင်းပြန်ကြည့်လို့မျိုးပုံစံဖြစ်သွားတာပေါ့နော်ကျွန်တော်ကရောင်းတဲ့အခါမှာကျွန်တော်ရဲ့ SL ထိပြီးတာနဲ့တိုင်းပြီးတော့ကျွန်တော် TP နေရာကိုရောက်ရှိခဲ့တယ်အခုကျတော့ကျွန်တော်ဝယ်လိုက်တာနဲ့ကျွန်တော်ရဲ့ဘယ်လိုပြောမလဲဆိုတော့ TP ကိုမရောက်ဘဲနဲ့ SL ကိုပြန်ပြီးတော့ထိသွားပြန်တာအဲ့လိုမျိုးပြောင်းပြန်ကြီးဖြစ်နေတာအဲ့တော့ပထမဆုံးကျွန်တော်ဒီနေရာမှာပေါ့နော်ဒီ entry ကတော့ဘာကြောင့် SL နဲ့ထိသွားခဲ့တယ်လဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်အဓိကဒီဟာအတွက်ကဆိုရင်လည်းကျွန်တော်တို့အတွက်ကတော့သင်ခန်းစာတစ်ခုလိုမျိုးပုံစံနဲ့ပဲရသွားခဲ့တာပေါ့နော်ဘယ်လိုပြောမယ်ဆိုတော့ကိုယ့်ဘက်ကစိတ်ရှည်ပြီးတော့မဆောင်းနိုင်တာပေါ့နော်အဲ့ဟာပဲဖြစ်သွားခဲ့တာပထမအဆုံးအနေနဲ့မနေ့ကဆိုရင်တော့ဈေးကွက်ကတော့ကျွန်တော်ရဲ့စိတ်ထဲမှာပြန်ပြီးတော့ဆင်းဖို့ရာခိုင်နှုန်းများတယ်ဆိုတာကျတော့ကိုယ်တိုင်လည်းသိတာပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဒီနားမှာကျတော့ဘာ confirmation အနေနဲ့ဘယ်လိုပြောမလဲတစ်ခုပဲရခဲ့တာပေါ့နော်အဲ့ဟာကိုကျွန်တော်ကတော့တန်းပြီးတော့ entry ကတော့ဝင်လိုက်မိတာပေါ့နော်ဝင်လိုက်ပြီးတော့နောက်ဆုံးကျတော့ SN အနေနဲ့ထိသွားခဲ့တာ okay ပထမအဆုံးအနေနဲ့ကျွန်တော်ဒီ entry ကတော့ဘယ်လိုမျိုးပုံစံဆက်ဝင်ခဲ့တယ်လဲဆိုတော့ကျွန်တော်1 minute နဲ့ပဲ confirmation ယူပြီးတော့ဝင်ခဲ့တာပေါ့နော်ဒီမှာဆိုရင်တော့ချောအနေနဲ့သူကဖြစ်ခဲ့တယ်ဒါချောအနေနဲ့ဖြစ်ခဲ့ပြီးမှတော့သူကဆေးကွက်ကပြန်ပြီးတော့တက်လာခဲ့ပြီးနောက်ပိုင်းမှာကျွန်တော်ကတော့ဒီနားမှာ entry ကတော့ဝင်ခဲ့တာပေါ့နော်ဒီနားမှာမဟုတ်ဒီနားမှာ Fabulous Cat ခုအနေနဲ့ရှိနေခဲ့တာပေါ့နော်အဲ့တော့ဒီနားမှာကျတော့ကျွန်တော်တော့စိတ်ထင်မှာကျတော့ဒီမှာလေ rejection နဲ့ဖြစ်ခဲ့တာဆိုတာကျတော့စင်းမယ်ဆိုပြီးတော့စိတ်ခဲကထင်နေခဲ့တာပေါ့နော်ဒါပေမဲ့သူကတော့ဒီအောက်မှာကျတော့ order block တစ်ခုရှိနေတာကြောင့်ဒါကိုထိပြီးတော့ပြန်ပြီးတော့တက်သွားခဲ့တာအဲ့တော့ပုံမှန်ဆိုရင်တော့ဒါမျိုးတွေကတော့ကျွန်တော်တို့အနေနဲ့1 minute confirmation ယူတာထက်5 minute confirmation ကိုယူတာကျတော့ပိုပြီးတော့သေချာတာပေါ့နော်အဲ့တော့ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်တော့ဒီမှာပေါ့နော်ဒီမှာပေါ့နော်5 minute မှာဆိုရင်လည်းကျွန်တော်တို့ဘက်ကပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်လည်းဒီမှာ FVG ကတော့ရှိတယ်ဆိုပေမဲ့လည်းဒီမှာခဏလေးပြန်ပြီးတော့ကြည့် FVG လား5 minute မှာဆိုရင်လည်းသူကတော့ဒီအောက်ကိုဖောက်ခဲ့တယ်ဆိုပေမဲ့လည်းဒါပေမဲ့ပြဿနာကတော့ဒီမှာဒီနေရာမှာကျွန်တော်တို့ဘက်ကပြန်ရောင်းမယ်ဆိုရင်တော့ဘာမှလည်း confirmation အနေနဲ့မရှိနေခဲ့ဘူးပေါ့နော်ဒီမှာ Fabulous Cat လည်းမရှိနေခဲ့ဘူး order block အနေနဲ့ရှိတယ်ဆိုပေမဲ့လည်းဒါပေမဲ့ဒီ order block ကတော့သူကရုံးဆုံး rejection ပြဖို့ကျွန်တော်တို့ဘက်ကရုံးဆုံးစောက်ပေးရမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကတော့1 minute confirmation ကိုပဲယူပြီးတော့ entry ဝင်လိုက်ခဲ့တာပေါ့နော်အဲ့တော့ဒီမှာအားလုံးမြင်တွေ့တဲ့အတိုင်းပါပဲဒီမှာ order block နေရှိတာဆိုပေမဲ့လည်း rejection နဲ့တော့မပြခဲ့ဘူးအဲ့တော့ဒီမှာဒီအပေါ်ဆုံးကအဓိကဒီအပေါ်ဆုံး1 minute ရဲ့ဒီမှာပေါ့နော်ကျွန်တော်ပြပေးမယ်အဲ့တော့ဒီ1 minute မှာကျတော့ဒီ order block အနေနဲ့ရှိနေခဲ့တယ်ဒီမှာဒီ1 minute မှာအဲ့တော့ပုံမှန်ဆိုရင်တော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီနားကိုစောက်ပြီးတော့ entry ဝင်လိုက်မှသာပိုကောင်းတယ်ပေါ့နော်အဲ့ဟာကိုကျွန်တော်တော့မစောင်းနိုင်ဘဲနဲ့ entry ဒီနားမှာဝင်လိုက်ခဲ့တာကျွန်တော် SL ထားနေရလေးနည်းနည်းမှားယွင်းနေတယ်ပေါ့နော်ပုံမှန်ကျွန်တော်တော့ဒီလောက်ပဲ SL ထားမယ်ဆိုရင်တော့နည်းနည်းပဲထိသွားခဲ့တော့နည်းနည်းပဲထိမယ်ပေါ့နော်ကျွန်တော်ဒီထိထားလိုက်တာဒီက6ပေးလောက်ထိကျွန်တော်ထားလိုက်တော့ဒီဟာတော့ကျွန်တော်ဘယ်လောက်ထိပေးဆက်ခဲ့ရတယ်လဲဆိုတော့ဒေါ်လာ40အနေနဲ့ကျွန်တော်ရကောက်ကထိသွားခဲ့တာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်တော့ဒီမှာ1 minuteမှာချောနေတာဖြစ်ခဲ့တယ်ဆိုပေမဲ့လည်းဒီမှာပေါ့နော်5 minuteမှာကျတော့ဘာမှလည်း confirmation အနေနဲ့မရှိနေခဲ့ဘူးအဲ့တော့ပုံမှန်ဆိုရင်ကျွန်တော်တို့ဘက်ကဒီအထိကိုစောက်ပြီးတော့ entry ဝင်ရင်တော့ပို့ပြီးတော့ကောင်းတော့ပေါ့နော်ဟိုမှာဒီမှာကျလို့ကျွန်တော်ကတော့ဒီမှာ rejection သူပြခဲ့တယ်အဲ့ဆိုတော့ကျွန်တော်ဒီမှာစရနဲ့နေပြီးတော့ဝင်လိုက်တယ်အဲ့တော့ SL ကဆိုရင်လည်းနဲတယ် TP ကလည်းများများတော့ရမယ်ပေါ့နော်အဲ့ဟာကိုကျွန်တော်ကတော့
ကိုယ့်ရဲ့စိတ်နဲ့ဖြစ်သွားခဲ့တာပေါ့နော်ဒီမှာဆိုရင်တော့ဆင်းမယ်ဆိုပြီးတော့ထင်ခဲ့တာအဲ့ဒါပေမဲ့3ဘိတ်လောက်ပဲဆင်းပြီးတော့တင်းပြီးတော့တက်သွားခဲ့တာနောက်ဆုံးကျွန်တော်ရဲ့ SN နေရာကိုထိပြီးတော့ပြန်ပြီးတော့ဆင်းသွားခဲ့တာပေါ့နော်ဒီမှာအဲကြောင့်နောက်ဆိုရင်တော့ကျွန်တော်တို့ဘက်ကဘယ်လိုပြောမယ်ဆိုတော့ကျွန်တော် market ကိုတော့ပေါ့နော်ဒီစိတ်ရှည်စွာနဲ့စောက်ပေးနိုင်တော့ပိုကောင်းတယ်ပေါ့ဒီမှာအားလုံးမြင်တွေ့တဲ့အတိုင်းပါပဲကျွန်တော်တော့ကတော့ဘယ်လိုပြောမလဲဒီနေရာမှာကျတော့ရန်တော့စိတ်ထိခိုက်သွားခဲ့တာပဲပေါ့နော်ဘာလို့လဲဆိုတော့ကျတော့ဒီမှာကျွန်တော်ရောင်းလိုက်တယ်နောက်ဆုံးကျမှကျွန်တော် TP နေရာကိုရောက်ခဲ့တာဒီမှာ SR ထိပြရနဲ့တဲပြီးတော့ဈေးကွက်ဆင်းသွားခဲ့ဈေးကွက်ဆင်းသွားချောင်းရင်းကလည်းဒီနားမှာကျတော့ aura block ခုနေနဲ့ရှိနေခဲ့တာဒီမှာလှလှလေးပဲ aura block နဲ့ fabric look ကအဲ့တော့ဒီမှာကျတော့ဈေးကွက်ကဒီမှာတက်လာပြီးတော့နောက်ဆုံးကျဆယ်လယ်တွေကရောင်းနေတယ်တော်တော်လေးရောင်းလာခဲ့ကြတော့ဒီမှာနောက်ဆုံးဈေးကွက်တန်းပြီးတော့ဆင်းသွားခဲ့တာဘာမှကိုလောက်လို့မရဘူးပေါ့နော်ဒီမှာအားလုံးမြင်တွေ့တဲ့အတိုင်းပါပဲနောက်ဆုံးကျတော့ဒီဟာတော့ကျွန်တော် SN အနေနဲ့ထိသွားခဲ့တော့ပေါ့နော်နောက်ဆိုရင်တော့ကျွန်တော်တို့ဘက်ကဈေးကွက်ကတော့ဘယ်လိုပြောမလဲဆိုတော့ကျတော့ entry ဝင်တော့မယ်ဆိုရင်လည်းကိုစွဲနေတဲ့ဒီ chat တွေကလည်းရမ်းတော့ရေးကြည့်တယ်ပေါ့နော်ဈေးကွက်သေးစားနေကျွန်တော်တို့ဘက်ကကြည့်ဖို့လို့ကြည့်တတ်ပေးဖို့လိုတယ်ပေါ့နော်တခုမှားတာနဲ့ကိုယ့်ရဲ့ကိုဝင်ထားတဲ့ entry တွေကလည်း SN အနေနဲ့ထိနိုင်တယ်ပေါ့နော်အခုလက်ရှိအားလုံးမြင်တွေ့တဲ့အတိုင်းပါပဲကျွန်တော်ဆိုရင်လည်းဒီမှာကိုကတော့စွဲထားတာမှန်တယ်ဆိုပေမဲ့လည်းအဓိကကိုယ့်ဘက်ကစိတ်ရှည်ဆိုမဆောင်းနိုင်တဲ့ကြောင့်အခုလိုမျိုးပုံစံ SL ကတော့ထိသွားခဲ့တယ်ပဲပေါ့နော်ဒီမှာအဲ့တော့ဘာဖြစ်နောက်ပိုင်းကျရင်ကျွန်တော်အနေနဲ့လည်းစိတ်ရှည်စွာစောက်ရမယ်ပေါ့နော်ကိုကတော့အဲ့လိုမျိုးလောပြီးတော့ဝင်လို့မရဘူးလောပြီးတော့ဝင်မယ်ဆိုရင်တော့နောက်ဆုံးကျတော့ကိုဝင်တဲ့ entry ကတော့ SN နဲ့ထိသွားနိုင်တယ်ပေါ့နော်ဒီဟာတော့ကဆိုရင်ကျွန်တော်ကတော့ဒေါ်လာ40အနေနဲ့ရှောင်းသွားခဲ့တာပဲပေါ့နော်